လောကလူတွေကကိုမြစ်ချေကိုမမြင်ဘူးဆိုတာလို့ကိုအပြစ်ကိုတော့မြုပ်ွယ်ထားကြပြီသူများအပြစ်ကိုသာဖော်ထုတ်နေတတ်ကြတယ်ပေါ့အဲ့ဒါမှားယွင်းခြင်းတရားပဲဒါကြောင့်မို့လို့မြတ်စွာဘုရားကိုအပြစ်ကိုသာကိုစဉ်းစားဆင်ခြင်မှာသူများအပြစ်တွေကိုတော့မကြည့်ပါနဲ့သူများအပြစ်တွေကြည့်ခြင်းအပြင်ကိုမှမကောင်းတဲ့စိတ်တွေပဲတိုးပွားလာမှာဖြစ်တယ်တော့သူများကိုအပြစ်တင်မို့လည်းမကြိုးစားနဲ့ကိုသာဒီလှုပ်တယ်မလှုပ်ဘူးကိုသာအခြေအနေတရားကိုသာစဉ်းစားဆင်ခြင်သုံးသပ်ကြည့်ရမှာဖြစ်တယ်ဆိုတဲ့သွန်သင်ဆုံးမချက်ပဲဖြစ်တယ်ဟောအဲ့ဒါလဲဆွဆွမြဲမြဲမှတ်ထားပြီးတော့သူများအပြစ်ကိုတွေးမိတာနဲ့နပရိသံဝီလောမာနိနပရိသံကတကတသူတော်ဘာမတော်မလျော်တဲ့အမှုကိစ္စတွေသူတော်ဘာလှုပ်တယ်မလှုပ်ဘူးဆိုတာတွေကိုတွားပြီးတော့စိတ်ဝင်စားနဲ့မကြည့်နဲ့သူများအပြစ်တွေကိုမမြင်နဲ့အတ္တနောဝအဝိခေယကတာနိယအတ္တနိစာကိုယ့်ရဲ့အလုပ်ကိုသာကိုလှုပ်မလှုပ်ကိုဖြစ်မဖြစ်ကိုသာကိုသာအကျိုးအပြစ်စီစေရမယ်ကိုသာကြည့်ရှုရမယ်ဆိုတဲ့ဒီမြတ်စွာဘုရားရဲ့သွန်သင်ဆုံးမချက်အတိုင်းနေလို့ရှိရင်သူများကိုအပြစ်တင်ငြင်းညောက်ဖြစ်တဲ့အကုသိုလ်တွေကိုမှဖြစ်တော့ဘူးလေတချို့ကသူများတော့အပြစ်တင်လိုက်လို့ရှိရင်ထိုအပြစ်တင်ခံရတဲ့ပုဂ္ဂိုလ်ကသူတော်ကောင်းဖြစ်နေလို့ရှိရင်ကိုချိုးနေသွားကိုအပြစ်ကိုမကြည့်လို့အပြစ်တင်ခံရတဲ့ပုဂ္ဂိုလ်ကတကယ်သူတော်ကောင်းကိုလည်းသွားပြင်းမှမိတတ်တယ်တစ်ခါကြတော့ကိုမကြိုက်တာကိုကြည့်ပြီးတော့သွားပြီးတော့ပြင်းမှတတ်တယ်အဲ့ဒါလို့ပြင်းမှလိုက်တာနဲ့တပြိုင်နက်ကိုမှအပြစ်ကြီးတစ်ခုဖြစ်သွားဒီနေ့ဩဃသေနတထေစနီးမောင်နှံအလောင်းများဆိုရင်ကြည့်လိုက်လမ်းမတွေ့တဲ့ပိစိကဗုဒ္ဓကိုသူတို့ပါလာတဲ့စာဝတ်တော်ဖွဲ့တွေလှူလိုက်တယ်လမ်းကြုံလို့တွေ့တဲ့ထဲလှူလိုက်တယ်လှူပြီးတော့ဆူတောင်းတဲ့အရှင်ဘုရားသိတဲ့တရားမျိုးသိရပါလို့ဤဆိုပိစိကဗုဒ္ဓကြည့်လိုက်တော့သူတို့ဆူတောင်းပြေးမယ်ဆိုတော့ပိစိကဗုဒ္ဓကဝမ်းသာအားရပြုံးလိုက်တာပြုံးလိုက်တော့အမျိုးသမီးကစပြီးပါပြောတော့အေးဟိုကိုရောကပြုံးနေတော့အနုပညာသမားနဲ့တူတယ်အနုပညာသမားတွေကလည်းပြုံးလေးနေတတ်တဲ့ထမရဲ့တချင်းဆိုရင်ပြုံးနေကြတာဟုတ်တော့ဟုတ်လောက်တယ်နော်မပြုံးရင်လည်းပြုံးဆိုတာအခုခေတ်တော့အနောက်တိုင်းကဟာတွေလာဘယ်ဟာတွေတူခေါက်တဲ့သူမဲရွယ်ကြီးတွေဆိုတာလည်းတွေ့နေရတယ်ခါတယ်တချင်းဆိုတာကြည့်မကောင်းရှိမကောင်းမဲရွယ်ပြီးတော့ခါစားတာလားဘာလားမသိပါဘူးနော်ဟိုဗမာအငိမ့်နေပါလေကရင်တော့ပြုံနဲ့ကတာတွေတွေ့ဘူးပါတယ်အခုအနောက်တိုင်းသချင်းတွေဆိုလို့ရှိရင်မျက်နှာကရှုံပွားပြီးတော့ခါတယ်စိတ်ခံစားချက်မှုပေါ်အောင်ဆိုရတာလားမသိဘူးဘာတွေဆိုတယ်တော့မသိဘူးနားလည်းမလဲဘူးသို့တော့မျက်နှာအမူအရာကြည့်ရင်တော့ပြုံးတာမဟုတ်ဘူးသေချာနေတယ်ရှုံမဲ့ပြီးတော့ခါတဲ့ကိုဆိုတာတော့တွေ့ရတယ်နော်အေးအဲ့ဒါလို့ဒီကိုယ်တော်ကပြုံးနေတော့တချင်းတယ်နဲ့တူတယ်ခုခေတ်တော့တချင်းတယ်လို့မခေါ်ဘူးပေါ့ဆိုတော့နော်ဆိုတော့နဲ့တူတယ်လို့ပြောလိုက်ယောက်ျားလှုပ်တဲ့သူကလည်းအေးဟုတ်မှာပေါ့ကွာလို့ပြောတော့အဲ့ဒီလိုပိစိကဗုဒ္ဓမထေရမြတ်ကိုသွားပြီးတော့မနိုင်ရမယ့်ဟာသွားနှိုင်းလိုက်တဲ့အခါမှာဒီဩဃသေနဇနီးမောင်နှံဟာဩဃသေနကတထေသားဖြစ်တော့လေသူဇနီးကဒီကားချိတ်တဲ့အမျိုးသမီးသွားဖြစ်တယ်တော့ကားချိတ်တဲ့အမျိုးသမီးကိုတွေ့ပြီးတထေသားကလည်းကားချိတ်တဲ့မှနောက်လိုက်သွားတယ်အဆင်မျိုးဖြစ်သွားတာထောက်ခံလိုက်တာနော်ထောက်ခံလိုက်တာနဲ့ပါသွားတယ်တထေသားကတထေအိမ်ကိုမနေရဘဲနဲ့ကားချိတ်တဲ့ဘုရားရောက်သွားတယ်အဲ့ဒါသူတို့ဆလမ်းမှာအဲ့လိုရှိအဲ့တော့သူများအပြစ်ကိုသွားကြည့်လိုက်တာသူများဟာကိုသွားကြည့်ပြီးတော့ကဲ့ရဲ့စကားပြောလိုက်လို့ရှိရင်ဒီလူတွေဖြစ်တတ်တယ်ဆိုတာလည်းသတိထားစရာပေါ့နော်